We shouldn't be out here alone. Why not? If your father hears... He'll never know we're gone. But if he finds out... You don't need to be afraid of my father. လူတိုင်းကနာဂတ်ကိုသိကျင်ကြရဲဒါပေမဲ့နာဂတ်ဆိုတာတီးလိုက်ရတာနဲ့ပြောင်းလဲလို့မရတဲ့ချိန်စာတစ်ခုလိုဖြစ်သွားနိုင်တယ်ဆိုတာကိုတော့ဘယ်သူမှသတိမထားမိကြဘူးလူတစ်ယောက်ဟာသူ့ရဲ့ကံကြမ္မာဆိုးကိုကြိုသိနေခဲ့ရင်အဲ့ဒီကံကြမ္မာဆိုးစီကနေလောမြောက်အောင်ပြေးမလားဒါမှမဟုတ်ဒီနယ်ဆိုင်တဲ့မှောင်လူထဲကိုပဲကိုယ်တိုင်တိုးဝင်ပြီးသွားလိမ့်မလားတခါတလေမှာကျွန်တော်တို့လူသားတွေဟာကိုချစ်တဲ့အရာတွေကိုကာကွယ်ဖို့ကြိုးစားရင်းနဲ့ပဲအဲ့ဒီအရာတွေကိုဖျက်ဆီးမိတတ်ကြတယ်။စာစီဟာဘယ်မှတယောက်ဖြစ်ခဲ့ပေမဲ့သူကလေးတွေအတွက်တော့တာမန်မိခင်တယောက်ပါပဲ။ဒါပေမဲ့သူ့ရဲ့မေတ္တာကကြောက်ရွံ့မှုတွေနဲ့ရောရှက်နေတဲ့အခါအဲ့ဒီကြောက်စိတ်တွေကဖီအားတစ်ခုဖြစ်ပြောင်းလဲသွားပြီးတော့ရက်လက်ကသူမလုံးဝမမျှော်လင့်ထားတဲ့အဆိုးဆုံးအရာတွေပဲဖြစ်လာခဲ့တယ်။မင်္ဂလာပါကျွန်တော်ရဲ့ Cobra Z Character Analysis Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့စာစီကိုဗီလင်တယောက်အနေနဲ့မဟုတ်ပဲသူ့ရဲ့သားသမီးတွေကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့အမားတွေလောက်ခဲ့မိရဲ့မိခင်တယောက်အနေနဲ့ပြောပြပေးသွားမှာပါ။အဲ့ညကစာစီမေးခဲ့တဲ့မိကွန်းတွေဟာသူမရဲ့ဘွားတစ်ချောင်းလုံးကိုပြောင်းလဲပစ်လိုက်တာပါ။စာစီဟာသူ့ရဲ့နာခံကြောင်းနဲ့ပတ်သက်ပြီးတော့သူမအတွက်ရေးကြီးတယ်လို့ထင်တဲ့မိကွန်းသုံးခုကိုမေးခဲ့တယ်။အဲ့ဒီမိကွန်းတွေနဲ့ပတ်သက်ပြီးမက်ဂီပြန်ဖြေတာကမင်းဟာမင်းသားနဲ့လက်ထက်ရမှာမဟုတ်ဘူး။ဘယင်တစ်ပါးနဲ့လက်ထက်ရလိမ့်မယ်။ပြီးတော့မင်းဟာဘယင်မဖြစ်လာလိမ့်မယ်။ဒါပေမဲ့အဲ့ဒီချိန်ကခဏတာပဲမင်းထက်ပိုပြီးငယ်ရွယ်နှုတ်ပြိုတဲ့ပိုပြီးလှပတဲ့ဘယင်မတယောက်ရောက်လာပြီးတော့မင်းတန်ဖိုးထားသမျှရာအားလုံးနဲ့မင်းရဲ့ချစ်ချင်းမေတ္တာတွေအားစမြေလံပြစ်လိုက်မယ်ဒီတော့အဲ့ဒီဟောခင်ဟာစာစီရဲ့စိုးရိမ်စိတ်တွေနဲ့အမားတွေကြားမှာဘယ်လိုမျိုးတစ်ဆက်ချင်းစီမှန်ကန်လာခဲ့တယ်လဲဆိုတာကိုပြန်လည်ကြည့်အောင်စာစီဟာဂျော်ဖီရဲ့ဆိုးသွမ်းမှုနဲ့အမားတွေပေါ်မှာကြင်ကြင်ကာကွယ်ပေးခဲ့တယ်ဘာလို့လဲဆိုတော့ဂျော်ဖီဟာစာစီရဲ့ fast form ဖြစ်နေလို့ပါဒါပေမဲ့သူမရဲ့ကံကြမ္မာကပါပယ်ဝဲထဲမှာစတင်ပြောင်းလဲသွားခဲ့တယ်။ပါပယ်ဝဲထဲမှာဂျော်ဗီစိတ်မိရဲ့ခန်းကတော့ကျွန်တော်တို့အားရဆုံးခန်းပါ။အဲ့ကောင်တကယ်များသေးပါမလားတော့တွေးမိသေးရဲ့။ထားပါစာစီเจ้าကိုပဲပြန်ဆဲအောင်။ဂျော်ဗီစိတ်မိသွားတဲ့ခန်းကစာစီတွက်တော့တကယ်ကိုရင်ကွဲစရာပါ။ဒီခန်းမှာဂျော်ဗီဟာစိတ်မိပြီးတော့သူ့ရဲ့မျက်နှာခင်းအောင်တန်းလာခဲ့တယ်။သူမဟာဂျော်ဗီကိုပွေ့ချထားရင်းနဲ့ဘာမှမတက်နိုင်တော့ပဲကြည်နေခဲ့ရတယ်။စာစီရဲ့မျက်လုံးထဲမှာမြင်နေရတာကဂျော်ဗီရဲ့သေချင်းတရားတယ်မကပဲနဲ့မက်ဂီရဲ့ဟော်ဂိန်စတင်မှန်ကန်လာခဲ့ပြီဆိုတဲ့ထိတ်လန့်မှုကြီးပါသူ့ရဲ့ဒုတိယသမီးလေးမာဆယ်လာကိုကြတော့စာစီယာပုံစံတစ်မျိုးနဲ့ကာကွယ်ဖို့ကြိုးစားခဲ့တယ်မာဆယ်လာကိုရန်သူတွေနဲ့ဝေးတဲ့နေရာဒရုန်းမြစ်နယ်ကိုပို့လိုက်တာကသူ့ရဲ့ကလေးတွေဘေးကင်းမယ်လို့ယူဆခဲ့တယ်ဒါပေမဲ့စာစီယာသူ့ရဲ့ကျိန်စာတွေစီကနေတော့ရှောင်ပြေးလို့မရခဲ့ဘူး I know. About you and Mother. I think a part of me always knew. And I'm glad. I'm glad that you're my father. မာဆယ်လာဟာဒုံးကနေပြန်လန်းမှာဂျင်မီနဲ့အတူသင်းမောပေါ်မှာတူရှိနေခဲ့တော့ကမသေးဆုံးခင်ချိန်လေးမှာသူမတစ်ချိန်လုံးသိနေခဲ့တဲ့အမှန်တရားတစ်ခုကိုဝန်ခံသွားခဲ့တယ်။ဒါကဂျင်မီဟာသူမရဲ့ဖခင်ရင်ဆိုတာပါ။ Your Grace, I'm sorry to disturb you. A ship from Dawn has sailed into the harbour. စာစီဟာသမီးလေးမာဆယ်လာတန်ရောက်လာပြီဆိုတဲ့သတင်းကြကြချင်းမှာသူမရဲ့ကလေးကိုပြေးလွှားကြိုဆိုခဲ့ပြီမဲ့တကယ်တမ်းသူမတွေးလိုက်ရတာကမိခင်နဲ့နှစ်ပေါင်းများစွာဝေးကွာပြီးနေခဲ့ရလို့မိခင်နဲ့ပြန်တွေ့တဲ့ချိန်ပျော်ရွှင်ခိုပေါက်နေတဲ့ကလေးတယောက်ရဲ့ပျော်ရွှင်မှုပြုံးမှုပဲနဲ့အသက်ပြောင်ဆုံးနေတဲ့သမီးလေးရဲ့ယုံလောင်းကိုပဲမြင်တွေ့ခဲ့ရတယ်နောက်ဆုံးတော်မီရဲ့တေဆုံးမှုကတော့စာစီတွဲနာကျင်အောင်ဆုံးဖြစ်ပါလိမ့်မယ်။ဘာလို့ဆိုတော်မီတေဆုံးခဲ့တာစာစီရဲ့လောက်ရတွေကြောင့်ဖြစ်နေလို့ပါ။စာစီကတော်မီကိုမက်ဂရေးစီကနေလူယူဖို့ကြိုးစားရင်းနဲ့ High Sparrow ကို Wi-Fi နဲ့ဖောက်ခွဲပစ်ခဲ့တယ်။
စာစီထင်ထားခဲ့တာကမယ်ဂရစ်သာမရှိရင်သူကလေးတော်မီကိုသူတယောက်တည်းပိုင်ဆိုင်ခွင့်ရမယ်ပေါ့ဒါဟာသူမလောက်ခဲ့မိရဲ့အမားတွေအများကြီးတဲကမှအကြီးမားဆုံးအမားဖြစ်ခဲ့တယ်တော်မီဟာတက်ရွယ်အားဖြင့်ငယ်ရွယ်ပြီးတော့ချစ်ဆိုတာကိုလည်းမယ်ဂရစ်နဲ့မှစတင်ထိတွေ့ခဲ့ပူတာပါပြီးတော့ဘာသာရေးကိုလည်းလေးစားကိုင်းဆိုင်တဲ့သူတယောက်ကစပယ်ရိုကို Wi-Fi နဲ့ဖောက်ခွဲခံရတဲ့ချိန်မှာတော်မီသိခဲ့တယ်သူ့စီမှာသူချစ်ရတဲ့မယ်ဂရစ်ဆိုတာမရှိတော့ဘူးသူလေးစားကိုးကွယ်ခဲ့တဲ့ High Sparrow ဆိုတာလည်းမရှိတော့ဘူးပြီးတော့သူချစ်တဲ့ຢာတွေကိုဖျက်ဆီးပစ်ခဲ့တဲ့တစ်ချိန်ကအမေဖြစ်ခဲ့တဲ့စာစီဆိုတာလည်းမရှိတော့ဘူးဒီတော့ဂျော်မီဟာငါလည်းပဲတစ်ချိန်မှာပျောက်ကိုပျောက်ကွယ်ရမှာပဲဆိုတဲ့သဘောတရားကိုလက်ခံပြီးတော့နောက်ဆုံးသူဟာသူ့ကိုယ်သူဆူဆိုက်လုပ်သွားခဲ့တယ်ဆုံးသက်မှာတော့မက်ဂီဟောခဲ့တဲ့ဟောကင်းတွေဟာမက်ကန်ကျောင်းကိုစာစီယာလက်ခံသွားခဲ့တယ်စာစီလိုမာနာကြီးရဲ့စိတ်ဓာတ်မှာကြောတဲ့ကင်းစလန်ရဲ့ဘယ်မတယောက်ဟာသူကလေးတွေရဲ့လောင်းနေရှင်မှာကြည်ကျင်ကိုကျွေးခဲ့ရတယ်။သူမရဲ့စိုးရိမ်စိတ်သူမရဲ့အတ္တနဲ့သူမရဲ့ကာကွယ်မှုတွေအားလုံးဟာတကယ်တော့ကံကြမ္မာရဲ့လက်စားမှုတွေအောက်မှာကျင်ကျင်ရှိုးပေးခဲ့ရတယ်။စာစီရဲ့မျက်ရည်တွေထက်မှာသူမကသူမရဲ့ကလေးတွေပေါ်ကာကွယ်မပေးခဲ့ရင်ကောင်းလိမ့်မလားဆိုတဲ့နှောင်တာလေးတွေရှိကောင်းရှိနေနိုင်ပါတယ်။စာစီကဒါမှမေတယောက်ပါပဲ။သူ့စီမှာဘလောက်ကြီးမားတဲ့အာဏာရှိနေပါစေသူကလေးတွေပေါ်စိုးရင်တာကာကွယ်ပေးရနဲ့သူမရဲ့ဆုံးမရှိတဲ့ချစ်တွေကိုပေးဖို့ကြိုးစားခဲ့တယ်သူမရဲ့ကလေးတွေပျော်ရွှင်နေရကိုပဲမြင်ကျင်ခဲ့တာပါနောက်ဆုံးရက်ဂီနန်တော်ကြီးရဲ့အောက်သူမပေးဆုံးရမယ်ထင်မှာတော့သူမဟာသူမရဲ့မမွေးဖွားသေးတဲ့ဗိုက်ထဲကကလေးတွေစိတ်ပူနေခဲ့သေးရဲ့ဒီချိန်ဒီရက်ဂီနန်တော်ကြီးတည်ရှိတဲ့ဒီနေရာဟာမက်ဂီပြောခဲ့တဲ့သူမရဲ့ဟောကင်းကိုဆုံးသက်ရမယ့်နေရာပါ Don't let me die, Jake. Please don't let me die. Please don't let me die. I don't want to die. Look at me. I don't like this. Don't like this. Don't like this. Don't look away. Don't look. Look at me. Just look at me. တကယ်တမ်းစာစီကကျွန်တော်တို့မုံဆုံးဗီလင်ဖြစ်ရင်ဖြစ်ခဲ့လိမ့်မယ်ဒါပေမဲ့သူမဟာသူမရဲ့ကလေးပေါ်ချစ်တဲ့စိတ်ကာကွယ်ပေးခြင်းတဲ့စိတ်နဲ့ရုန်းကန်ပြီးရှင်သန်နေရတဲ့တာမန်မိခင်တယောက်ပါပဲ